လူတွေကတခါတည်းကျမယုံလို့အတိတ်နမိတ်တပေါင်းဆိုတော့အရင်ဦးဆုံးလာတယ်မြို့လေကောင်းမှာဖက်ကြီးတွေနဲ့ထမင်းတွေစားကြတာအာရပါရကဲဟုတ်ပြီအဲ့ဒါတွေကတော့ပြီးခဲ့ပြီဆိုတော့ကဲပြန်ပြီးတော့တိတ်နမိတ်နဲ့လက်လာပါလေရှိရအောင်ဒါငါတို့ဒီငါပေါ့လက်လာပါလေရှင်လန်းပြီးကြက်တဲတယ်တွေပြောင်းအောင်တော့လက်ဖတ်ထမင်းကျဥကျော်ငါးကျော်အတိတ်ဖေကငါတို့သည်လက်လာပါရှင်လန်းပြီးကြက်တဲတာနေကြော်လွားစေရမယ်တဲ့ဟောဒီမှာဗျာခေါ်ပြီးတုံးနဲ့ကျဥကျော်ဘာအတိတ်ပဲလဲဆိုတော့ကြက်တီးတဲ့ဟာကြီးကနေကြော်ထွက်မယ်တဲ့အဲကျဥနဲ့ကော်ပြီးဗျာခေါ်ပြီးဗျာဆိုတာမျိုးပေါ့ဗျာခေါ်ထုတ်မယ်ကော်ထုတ်မယ်ကျဲဦးနဲ့သဘောပါလားမသိဘူးနော်စားတယ်တောက်တယ်ဆိုတာလည်းကိုတိုင်းလဲနမိတ်ရှိအောင်နမာရှိအောင်စားတယ်ဒီထမင်းဝိုင်းကိုတော့နာမည်တစ်ခုပေးလိုက်မယ်ကျွန်တော်ကိုယ်တိုင်အပမင်းသိခါကြီးတစ်ခါတလေချက်စားကိုရဲ့အတိတ်နမိတ်ယူလို့ပေါ့မနောရအောင်ကျွန်တော်စားတယ်အဒီဘေကလက်လာပါရှင်လန်းရအောင်ချက်ဦးနဲ့လက်ဖက်ချက်သေးတာတွေကြော်လွားပြီးတော့လက်လာပါတွေများမယ်ငါတို့ကဟုတ်တယ်နော်ချက်သေးတာတွေကြော်လွားဖို့ချက်ဦးနဲ့ခေါ်ပြီးကနေစားပြီးကြမယ်